ပြီးစတော့ဖြင်းနေပါတော့မှမသိကွာကလင်း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 ဘုံဘူးလားမသိကားလဲပါမကွာဟယ်လိုဘယ်လိုလဲအေးကွာငါရဲစကန်ရေးသားပြီပေါ့ကွာဟုတ်ကဲ့ပြောပါခဲ့ဆက်ရှိလို့လေဒီကွာမင်းငါတို့စကန်ခဏတော့လာခဲ့ပါဦးဟုတ်ကဲ့ကျွန်တော်အခုလာခဲ့မယ်လေအေးမြန်မာလာခဲ့နော်ဟုတ်ကဲ့ကျွန်တော်အခုလာခဲ့မယ်လေဟုတ်ကွာရေးသားရငါ့လာခေါ်နေဘာလို့မို့လဲမင်းသွားလိုက်ပါဦးမယ်ရေးသားကိုလည်းရှိတယ်ငါတို့အိမ်နဲ့ရဲစကန်နေကြီးဟိုဘက်နားလေးမှာရဲစကန်လမ်းလျှောက်ပဲသွားလိုက်တော့မှာကွာရဲစကန်တော့ရောက်လာပြီရဲတိုက်ကိုလည်းရှိဟိုမှာရဲတိုက်ကိုလည်းရှိဘာကိစ္စရှိလို့လဲပြီးခေါ်တယ်ကွာမင်းကိုလိုလေးအချင်းလို့မင်းငါစကန်မှာလုံးမလားငါလူလိုနေတော့တဲ့ဟုတ်ကဲ့ကျွန်တော်လုံးမယ်လေအေးကွာဆိုတော့မင်းဒီဝစ်ဆောင်လေးဝတ်လိုက်တယ်ဟုတ်ကဲ့ကျွန်တော်ဝတ်လိုက်မယ်အိုးရဲတိုက်ကိုလည်းရှိပြီးတဲ့အိမ်ညာမိုက်လိုက်ဟုတ်ကျွန်တော်အခုဘာလုပ်ရမှာလဲအေးကွာမင်းဟိုအမေရောက်ခုစောတိတော်တဲ့ဟုတ်ကဲ့ကျွန်တော်သိရပြီဗျာအေးမင်းအဲ့ကရောက်ခုစောကမင်းတော့တိုက်ကမှာတဲ့ရဲတိုက်ရလေဖြစ်ပါမလားကျွန်တော်တယောက်ထဲတော့ဖြစ်ပါတယ်ကွာမင်းမှာငါပေးထားတဲ့ဒိုးလေးရှိရမှာတနက်လေးရှိရမင်းဖြစ်မှာပါတဲ့ဟုတ်ကဲ့အဲ့ဆိုကျွန်တော်သွားရမယ်နော်ရဲတိုက်အေးဂရုစိုက်သွားအောင်ကျွန်တော်သွားပြီကွာရဲတိုက်ရတော့ငါ့ကိုခန်းလိုက်ပြီငါလည်းလုံးမရမှာဆိုငါဆိုင်ကနေတော့ရင်တော့မကားနဲ့တော့ရင်တော့ဆိုင်ကနေပဲသွားရတော့โอเคချက်ကူစားခိုင်းတော့အရင်ဆုံးပြီးတော့ရမှာပြီဒါမဲ့ဒါငါအလုပ်ဆိုတော့လေသွားရမှာကွာမရှိဆိုရောက်ပြီတဲ့ကွာဒီနားတနက်နဲ့ပဲရှော့လိုက်ကောင်းမလားလို့အကောင်နဲ့ကွာ2ရောက်တော့မှနိုင်ပါโอเคကွာငါဒီကောင်တွေရှော့ပေါ်ရဲအထဲကိုဆက်ဝင်ရမှာပြီခုနတနက်နဲ့အကောင်တွေအောင်ရှော့လိုက်တယ်မိုက်တယ်ဒီမှာဒုံးဟိုပါအမြဒုံးကြည့်ရပြီတဲ့ကျော်ရေးလိုက်ပြေးဟိုအမလေးရောက်စုလိုက်ကျွန်တော်ကြကြပါမင်းတို့ကောင်းတယ်မင်းတို့ကောင်းတယ်တောင်းကြမ်းတာမင်းတို့လည်းကောင်းတယ်ဘာလို့တောင်းကြမ်းတာလဲဘာလို့တောင်းကြမ်းတာလဲတောင်းကြမ်းတယ်မင်းတို့ကောင်းတယ်တောင်းကြမ်းတယ်မင်းအသက်ပြင်းဟာဒုံးကြီးနဲ့ထူတာမသိဘူးဖြစ်နေတေရောကွာငါအထဲကိုဆက်ဝင်လိုက်ပါโอเคကြမင်းကောင်းလေလာအောက်စင်ငယ်လာတတိချမင်းကောင်းလေအောက်စင်ငယ်လာရော့ကွာဘယ်အောင်မင်းကဘာလို့ကိုယ်ဝိုင်လာတာလဲမင်းတို့ကောင်းနေတာတော့ငါဖြုံးလားဘယ်ကောင်ထောက်လားကွာဒီကောင်နေရတော့ငါတစ်ခါလက်ကလေးနဲ့တောက်လိုက်ရင်တော့ရတယ်ရောက်နေလာလေးမင်းကောင်းနေပေါကြောက်နေတာလေရက်ကူစားကောင်းတော့လားခမရလားမင်းဘာဥမကြောက်ပါပြီလာလို့နေကြောက်ပါပြီလာလို့မတည်သေးလားခင်ဗျတော်အသက်ပြင်းဟာတော်အသက်ပြင်းခင်ဗျမတည်သေးဘူးလားတော်အသက်ပြိုးပြီးတေးသွားပြီကွာဒီစခန်းဟိုတန်းနဲ့ဒီကောင်ယူရမယ်အဲ့ဒါမှကျန်ငါရေသားရုပ်ဖုံးလန်းဆက်အောင်မယ်တဲ့သူနောက်ထပ်ငါဘာလောက်ရမှန်းမသိဘူးတဲ့ဒီမိုက်တယ်ကွာဒီစကန်ကျေတော့ကျေတယ်ဒီရခစားလေးအဲ့လိုမကြအောင်အပန်းရခစားခိုင်းတော့ငါမလားအဲ့ငါရေသားရုပ်ဖုံးနဲ့ဆက်လိုက်အောင်မယ်အလို့ရေသားကြီးတွေကျွန်တော်ရေသားခိုင်းနေဟိုရခစားတွေကောင်တက်သွားကြီးကျွန်တော်နောက်ထပ်ဘာလဲအေးကွာမင်းငါတို့စကုံပြန်လာခဲ့တော့လေဟုတ်ကဲ့ကျွန်တော်ပြန်လာခဲ့မယ်နော်ကွာရေသားရစခန်းပြန်လာခဲ့လို့ပြောတယ်ငါမြန်သွားလိုက်โอเค
ရေတိုင်းစကန်နဲ့ဒီဟာနဲ့လည်းနီးတော့နီးပါကွာမရှိဆိုရေတိုင်းစကန်ရောက်ပြီရေတိုင်းကျွန်တော်ရေတိုင်းခိုင်းတဲ့ဟာကျွန်တော်အကုန်လုပ်သွားပြီအေးပေါ့မင်းတော်တယ်တဲ့ဟုတ်ကဲ့ပါကျွန်တော်နောက်တစ်ခါလောက်ဒီနေ့ကတော့မင်းရဲ့အလုပ်ပြီးသွားပြီကွာနောက်နေ့ကျမှမင်းလာလိုက်တော့တယ်အဲ့ဆိုမင်းနားလို့ရပြီတဲ့ဟုတ်ကဲ့အဲ့ဆိုကျွန်တော်ပြန်တော့မယ်နော်ရေတိုင်းအေးကွာတဲ့သွားပြီနော်ရေတိုင်းအကွာဒီနေ့တော့ကတော့ပြီးသွားပြီတော်သေးပါတယ်ငါဘာမှမဖြစ်တော့အိမ်ပဲပြန်ပြီးနားပဲကောင်းတယ်ကွာโอเคအိမ်တော့ရောက်ပြီဟာငါမေ့ပြီရေရက်စကန်ဆိုင်ကြီးယူလိုက်ကွာဟာကွာအားလုံးပဲဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲကျွန်တော်ဒီနေ့ဗီဒီယိုလေးမှာဆိုရင်တော့ရက်စကန်မှာအလုပ်လုပ်ခဲ့တာဖြစ်ပါတယ်အားလုံးပဲဒီဗီဒီယိုလေးကိုကြိုင်တော့ like and subscribe လေးလုပ်ပေးကြပါအားလုံးပဲဒီဗီဒီယိုလေးကို like subscribe အားလုံးပဲ bye bye အားလုံးပဲ bye bye